တို့ကကိုဖြစ်သွားပြီလားဒီကမောင်လေးသွားပြီဟုတ်ပြီနော်မောင်လေးသွားပြီဒါမိသားစုဖြစ်သွားတယ်မိသားစုဖြစ်သွားတဲ့အခါကျသူ့စီကဘာလို့လဲဆိုတာထက်ကိုကဘာဖြည့်ပေးရမလဲဆိုတာလည်းစဉ်းစားဒီမှာတလားဒီချိန်ပုံမှာဖြစ်စတယ်ဟုတ်ကဲ့ပါယဟန်တန်ကခရိုနီတွေမိစ္ဆာစီဝါတွေဘောစီတွေရဲ့မူဇာသားဘဝကိုခံယူနေကြကြောင်းဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အဲ့ဒီတော့တလားတစ်ခါဖုံးဆက်ရမယ်လဲပါတယ်မိသားစုလိုညီကိုမောင်နှမတို့ဆက်ဆံရမယ်ဆိုတဲ့သဘောတရားတွေလည်းပါတာပေါ့အဲ့ဒီလိုပါတဲ့ချက်တွေကိုလေ့လာကြည့်မယ်ဆိုရင်နံပါတ်1ချက်ကတော့ကျွန်တော်တို့သာသနာကမိစ္ဆာစီဝါတွေဘောစီတွေခရိုနီတွေရဲ့မွေးစားသားဖြစ်ကိုကျွန်တော်တို့တွတ်သွင်းနေကြောင်းကိုနံပါတ်1ချက်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်နော်ဒီဝါဒတွေကိုလည်းကျွန်တော်တို့ line ပေါ်မှာတွေ့နေရတယ်ဥပမာဣဒတရာတို့ဘာလို့ဆိုလဲကိုရင်ချောချောလေးတွေလှလှလေးတွေကို line ပေါ်မှာချပြတယ်အဲ့ဒီနောက်မှာဒီကိုရင်ကိုတကာလှုပ်ချင်တဲ့တကာမတွေတကာတွေပေါ်လာတာတွေ့ရတယ်နော်အဲ့တော့ဒီလိုမျိုးကိုရင်ချောချောလေးတွေကိုလိုက်ပြီးတော့လူတွေကရဟန်းတကာဖြစ်တဲ့တောင်းခံနေတာတွေ့ရတယ်အဲ့ဒီလူတွေကလည်းခြားလူတွေမဟုတ်ပါဘူးမိစ္ဆာစီပွားနဲ့ချမ်းသာပြီးတော့မှနော်ပတ်စံထားကြမရှိတဲ့လူတွေဖြစ်လာတာကိုလည်းတွေ့နေရပါတယ် line ပေါ်မှာနော်နံပါတ်2ချက်ကတော့ဒါဟာမက်လုံပေးတယ်လို့ခေါ်တယ်မက်လုံဆိုတာကဘာကိုခေါ်လာလဲဆိုတော့ရဟန်းတန်ငါးပြီးမင်းတို့လည်းပေါ်ကုန်ပြီတွေ့လားငါဘောစီတွေရဲ့မူးစားသားတွေဖြစ်ကုန်ပြီမိစ္ဆာစီဝါတွေရဲ့မူးစားသားတွေဖြစ်ကုန်ပြီမင်းတို့လည်းကြိုးစားကြကြိုးစားရင်ငါတို့အဲ့လိုမျိုးငါပေါ်လာလိမ့်မယ်ပေါ်လာရင်မင်းတို့ကဒီဘောစီတွေမိစ္ဆာစီဝါတွေရဲ့မူးစားသားဖြစ်ပြီဆိုရင်တော့မင်းတို့လည်းAC ဖြစ်ပြီပေါ့နော်ဘွားတဲ့ AC ရပြီပေါ့မက်လုံပေါ့နော်အဲ့ဒီလိုပဲအပြင်ကလူတွေလည်းလာကြငါတို့ရခန်းတန်ငါဖြစ်ရင်မင်းတို့ဒီလိုဘောစီတွေမူးစားသားဖြစ်အခံယူရမယ်ဆိုရင်မင်းတို့ဘွားကအာမခံချက်ရှိတယ်ပေါ့နော်ဒါကြောင့်ရဟန်းမခွေတည်တဲ့လူရောရဟန်းဖြစ်တဲ့လူရောကျွန်တော်မက်လုံးပေးတာတွေ့ရပါတယ်နံပါတ်3ချက်ကတော့နောက်တော့ကလူဘဝမှာအကျွေးရှိရင်ရဟန်းဝတ်လို့ရတယ်ဆိုတဲ့ဝါဒတစ်ခုလည်းထွက်ပေါ်လာတာတွေ့ရတယ်နော်အဲ့တော့လူစင်းရဲတွေကရဟန်းတွေကိုတိုးဝင်လာကြမှာဖြစ်ပါတယ်နော်ဒီလိုမျိုးမွေးစားအစ်စ်တွေတွေ့လာတယ်ဆိုတော့အဲ့ဒါဆိုတော့လူဘဝတော့အကျွေးတွေဒီရဟန်းပြစ်တော့မှအကျွေးဆက်ခိုင်းမယ်ဆိုရင်ဘောစီရရင်ဆက်ခိုင်းလို့ရပြီပေါ့နော်အဲ့လိုမျိုးတွေ့မြင်ရပါတယ်နံပါတ်4ချက်ကတော့ကျွန်တော်တို့ဒီမပတာတွေနဲ့ဒီမိစ္ဆာစီဝါခရိုနီခရိုပြားတွေကဒီလိုမျိုးမိစ္ဆာစီဝါနဲ့ပေါင်းသိနေတယ်ဆိုရင်ဒါဟာကျွန်တော်သာသနာအတွက်လားလာကအလုံးသိကြတဲ့အတိုင်းဖြစ်မှာပါနော်အဲ့လိုမျိုးမိစ္ဆာစီဝါနဲ့မပတာတွေနဲ့သာသနာအမိခံပြီးတော့ကျွန်တော်တို့ပေါင်းသိမ်းလာပြီဆိုရင်သာသနာအတွက်အားလုံးဘာဖြစ်လာမယ်ဆိုတာအားလုံးသိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နံပါတ်5ချက်ကတော့ဒါဟာတကယ်လို့ကျွန်တော်တို့ကအဲ့ဒီလိုမျိုးဖြစ်လာပြီဆိုရင်ဒါဟာကျွန်တော်သာသနာမဟုတ်တော့ဘူးအတ္တဝါဒဖြစ်လာပြီနော်အတ္တဝါဒဆိုတာ empire ထီထောင်တဲ့လူမျိုးကြီး empire ထီထောင်လာမျိုးကိုကျွန်တော်တို့အတ္တဝါဒလို့ဆိုလိုတာဖြစ်ပါတယ်အဲ့ဒီလိုငွေရှိတဲ့လူတွေဒီလိုမျိုးဘာသာရေးရဲ့တကယ်ကိုဗရိတ်ဖြစ်နေတဲ့အနေအထားတွေအဲ့ဒီဟာတွေကကျွန်တော်တို့ရဲ့လူလောကရဲ့အတ္တဝါဒကြီးဖြစ်သွားခဲ့မယ်ဆိုရင်ဒါဟာနိဗ္ဗာန်လုံးဝတည်ဆောက်လို့မရပါဘူးเนาะလူမျိုးကြီးဝါဒအတ္တနိဗ္ဗာန်ပေါ့เนาะအတ္တနိဗ္ဗာန်ကြီးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကကျန်တဲ့လူတွေကလုံးဝနိဗ္ဗာန်တည်ဆောက်လို့မရဘူးဒါကြောင့်မို့နိဗ္ဗာန်အတ္တနိဗ္ဗာန်ရဲ့သဘောကတခြားလူတွေကိုဒုက္ခဆင်းရဲဖြစ်စေတာဖြစ်တယ်အနတ္တနိဗ္ဗာန်ဒီလူသားအလုံးကိုဆင်းရဲကလွတ်မြောက်စေတာဖြစ်တယ်။ဒါမို့ကျွန်တော်တို့လူသားအလုံးဒီအတ္တနိဗ္ဗာန်ကိုအာမပေးရပါဘူး။အတ္တနိဗ္ဗာန်ဟာလူသားအလုံးကိုဆင်းရဲဒုက္ခအတွင်းကိုပို့သွားမှာဖြစ်တယ်။အနတ္တနိဗ္ဗာန်ကိုကျွန်တော်တို့သွားမယ်ဆိုရင်တော့ဆင်းရဲကလွတ်မြောက်မှာဖြစ်ပါတယ်။အဲဒီတော့ဒီဗီဒီယိုလေးမှာကျွန်တော်အဓိကပြောချင်တာကတော့ဒါဟာအတ္တနိဗ္ဗာန်ကိုတည်ဆောက်နေတဲ့ပုံရိပ်တစ်ခုအဖြစ်တွေ့မြင်ရတာဖြစ်ပါတယ်။အခုလိုမဘတာဘုံကြီးတွေနဲ့ဒီခရိုနီတွေဟာနောက်တစ်ချိန်ကျရင်အင်အားကြီးလာတဲ့အတိုင်းဝိုင်းကြီးဖြစ်လာနိုင်ပါတယ်နော်။ဟုတ်မြတ်စွာဘုရားလက်ထက်ကဆိုတမရပြမရတွေလို့သူတို့ပုံနာတွေဒါလူမျိုးကြီးဝါဒဆိုပြီးတော့ဖြစ်ပေါ်လာသလိုဒီတထေးတကြွယ်တွေကလည်းဒါလူမျိုးကြီးဝါဒမင်းမျိုးမင်းလည်းလူမျိုးကြီးဝါဒ
ငါကျန်တဲ့ကျွန်တော်တို့တာမန်လူတွေဆိုရင်တော့လူစင်းရဲဆိုပြီးတော့တတ်မှတ်ခံရတဲ့အခြေအနေမျိုးကိုဒါမြတ်စွာဘုရားလက်ထက်မှာရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတတိပြုကြပါကျွန်တော်တို့မตายရကြပါနဲ့เนาะမตายရကြပါနဲ့ဒါတွေကလူမျိုးကြီးဝါဒကိုသက်ဆောင်နေပြီးတော့ empire ထူထောင်နေတဲ့ဝါဒဖြစ်တယ်လို့ကျွန်တော်ကမှတ်ချက်ပြုပါပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ